One UI7 ရပြီဆိုရင် S25 Ultra လို့ကန်ရမှာနေ့ပတ်အခြေအနေမှာရိုက်မယ်ဆိုရင်တချို့သောပုံနေမှာက iPhone 16 Pro Max ကိုရှင်မှုနည်းနည်း struggle လုပ်နေရတော့မယ် One UI7 တကယ်အပိုလိုမရှိတဲ့ကောင်မျိုးပဲ Alright လက်ရှိ Samsung Galaxy S25 Ultra ပိုင်နေတဲ့သူတွေကတော့ကန်ကောင်းတဲ့လူသားလို့ပြောလို့ရတယ် AI ဘိုင်းကိုတော်တော်ကြီးမိုက်တယ် Zoom ဆိုတဲ့အကျန်းဆုံးဆိုတဲ့ combo တွေတခြားအကြောင်းအရာတွေပြောမယ်ဆိုတဲ့ကုန်မှာတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ကလည်းထွက်ပြီးချင်းဗီဒီယိုလို့နည်းနည်းပေါ့မှာဆိုတဲ့အတွက်ကြောင့်မလို့အခုရက်ပေါင်း40လောက်ကြာသွားပြီဆိုတော့အဲ့ဒီကာလာအတွင်းမှာရခဲ့တဲ့ experience လေးကိုကျွန်တော်တစ်ချက်ပြန်ပြီးတော့ပြောသွားမှာအဆုံးနေကြရပါဖုန်းတွေ laptop တွေကို brand new ရော second ရောတနေရာထဲမှာစုံစုံလင်လင်လိုချင်တယ်ဝန်ဆောင်မှုကောင်းရမယ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိရမယ်ဆိုရင်စောမိုဘိုင်းရှိရယ်ရန်ကုန်မှာ2ဆိုင်ဘန်ကောက်မှာ1ဆိုင်ရှိရယ်စောမိုဘိုင်းတွေရှိနေမယ်တလားကြောင့်ဆိုတော့ကျွန်တော်တို့ detail specs တွေအရင်ကြီးတော့မရွတ်တော့ဘူး display ဘိုင်းနဲ့အရင်စမယ် pixel မိနစ်ကထက်ကိုပို့ပြီးတော့ပါတယ် screen size က 6.9 ဖြစ်သွားတယ်အဲကြောင့်မို့လဲ media streaming မှာတော်တော်ကြီး okay သွားတဲ့ device ဗျာအခုရက်ပေါင်း40လောက်ကြာသွားတဲ့အချိန်မှာတော့ iPhone 16 Pro Max တက်ကို media streaming လုပ်ရတာကျွန်တော်ဒီမှာပို့ပြီးတော့သဘောကျတယ် Don't get me wrong iPhone ကလည်း pixel တွေပါတာမှန်တယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုနည်းနည်းကွေးနေတာမှန်နေရလေပြီးတော့ Dynamic Island ကလည်းနည်းနည်းရှုပ်တယ်လို့ကျွန်တော်ခံစားနေရတော့မယ်ဆိုတော့အဲ့ဒီချိန် Samsung Galaxy S25 Ultra ကကျွန်တော် video တွေဆိုတာလေလာမယ်ဆိုရင်4000ပဲလာတာဗျာဒီလားအဲ့တောက်နားတွေအဲ့လိုကွေးပြီးတော့လာမနေဘူးအဲ့4000စံတာကြတော့ဒီ S25 Ultra မှာကပို့ပြီးတော့အဆင်ပြေတယ်တဟဇာတာဖြစ်တယ်ပေါ့ဗျာဟိုကောက်မှာကျတော့နည်းနည်းလေးတန်းတစ်ခုလိုတယ်ဘာလို့တန်းတစ်ခုလိုလဲဆိုတော့ video ရှင်ကြည့်မယ်ဆိုအဲ့လို sound system ကလည်းကွာသေးတယ်ဒီကောက်ဆန်နေထွက်လာတဲ့အတန်းကျွန်တော်ဆက်ပြီးဖက်လေအခန်းတစ်ခုရှိမယ်ဆိုအဲ့အခန်းတက်တာမှာပို့တယ်ကျယ်လွန်းတယ်လို့ကျွန်တော်သတ်မှတ်လို့ရတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ Dolby Atmos ကအပြည့်ပဲအဲ့ Dolby Atmos experience ကိုရချင်တယ်ဆိုတော့ကျွန်တော် control center ထဲမှာပဲတစ်ချက်သွားပြီးတော့ဖော်ရမှာပေါ့နော်တခါတည်းမပေါ်နေလဲကိုယ်တစ်ချက်တော့ပြန်ရွှေ့မှရမယ်အဲ့ဒါဖုန်းတနေရာမှာထားပြီးတော့ကြည့်ရသူလည်းပြောတာပေါ့နော်တကယ်ကိုလက်ထဲကင်ထားပြီးကြည့်မယ်ဆိုတော့ Dolby Atmos မကလို့ဘာကြီးပဲပါလာအဲ့ experience တေချာမရဘူးဘာလို့ဆိုတော့သူ့ speaker အောက်မှာဖြစ်နေတာကျွန်တော် camera ကိုကွယ်မှာစိုးလို့ဒီလိုမျိုးကြည့်ရဆိုရင်ရတဲ့ media consumption ကတော်တော်ကြီးအဆင်မပြေဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးလေးထားလိုက်ပါနည်းနည်းလေးတော့ထောက်မယ်ဒါပေမဲ့ကြားတဲ့experience ကတကယ်မိုက်တယ်ဒီနေရာမှာတိုးတက်လာတာ volume အတိုး short လို့ဖို့ကျွန်တော်တို့ခလုတ်တွေကင်နေကြမလို့တော့ဘူးပေါ့နော်အဲ့ဒါ iPhone user ရေဆိုရင်တော့ရည်စရာကြီးဖြစ်နေမှာပဲသူတို့ကအပေါ်ကနေဆွဲချပြီးတော့အကုန် control လုပ်လို့ရတာ哦 even ရှောက်မြန်လည်းရတယ်ဗျာ Samsung မှာဘယ်တော့မှရလာမလဲဆိုတော့ကျွန်တော်အချိန်အကြာကြီးစောင့်နေတော့မယ်တော့လိုမျိုးအဲ့ရတဲ့မှာဖြစ်ဖြစ်ဖုန်းတနေရာမှာထောင်ပြီးတော့ကြည့်ရတဲ့သူတွေကအတန်အတိုး short လုပ်မယ်ဆိုရင်အဲ့ခလုတ်ကြီးတော်တော်နှိမ့်ရတယ်လုံးဝအဆင်မပြေဘူးအခုတော့ဒီများတွေတော်တော်မသိဘူးကျွန်တော်တို့တော်တော်ကြီးကိုgame changer ဖြစ်တယ်ဒီဘက်မှာလုံးဝအမြင့်ဆုံး resolution ဆိုရင် Quad Plus ကြီးရတယ်ဒါပေမဲ့ရာသီဥတုကလည်းပူနေရဆိုတော့ Full HD Plus လောက်ပဲထားတာပို့ပြီးတော့အဆင်ပြေတယ်ဟုတ်ဆိုအဲ့ကောင်လည်းဖုန်းပူတယ်ဒါ Most Smart View နဲ့ Screen Share မယ်ဆိုရင်လည်းဖုန်းပူတယ်ဖုန်းပူတာကိုက view မဆိုင်ဘူးဆိုရင် battery မှာနည်းနည်းလေးပြဿနာတက်လာနိုင်တယ်ကိုကလုံးဝ battery ခံနေတယ်ဆိုရင်တော့ Full HD Plus လောက်ပဲထားပါတော့เนาะ battery က9000 mAh ပေါ်မှာပါလာတယ်ကျွန်တော်လက်ရှိကင်ရတဲ့လောက်ကတော့ရက်40တွင်တော်တော်ကြီးကို battery ခံတဲ့ device လို့ပြောလို့ရတယ် Samsung device က battery မခံပါဘူးကွာဆိုတဲ့ theory အကုန်လုံးလည်းဒီချိန်မှာကြောင်းမြန်လှန်လိုက်လို့ရပြီပေါ့နော် charging speed ကတော့ဒီတက်ပို့ပြီးတော့ watt များမယ်ဆိုရင်ပို့ပြီးတော့ perfect ဖြစ်သွားမှာသူ SoC ကလည်း battery စားတက်တောင်လုပ်ပြီးနေတယ်ပါတာပေါ့နော် SoC နဲ့ကတော့လုံးဝ powerful ဖြစ်တယ်သူတို့လည်းတီးတန့်ကြီးထုတ်ထားတဲ့ chip ပဲဂိမ်းပါညာဆော့မယ်ဆိုရင်ငါဒီဂိမ်းကိုနိုင်ပါမလားဒီဂိမ်းဆော့လို့ရပါမလားဆိုတာစိတ်ပူကြမလို့တဲ့ကောင်မျိုး gaming experience အရာလဲကျွန်တော်တို့ဒီကောင်နဲ့ဆော့ရဲ့အချိန်မှာအရင်တော့ကဖုန်းနေနဲ့ရှင်မယ်ဆိုရင်လက်မနာတော့ဘူးလို့ပြောလို့ရရပါတလားအရင်တော့ဆိုအဲ့လိုလက်ထောက်တယ်တပွဲနှစ်ပွဲလောက်ဆော့ပြီးသွားပြီဆိုတာနဲ့အသက်ကုန်ဆော့တဲ့ gamer so called gamer တွေဆိုရင်ပို့ပြီးတော့သိမှာပေါ့နော်တကယ်လက်တွေကနာတာဒီကောင်မှာတော့အဲ့လိုမဖြစ်ဘူးတခုပဲသူ့ရဲ့ gaming mode လို့ပဲခေါ်မလားအဲ့ကောင်ကတော့ကျွန်တော်တို့အရန်ကို simple ဖြစ်လွန်းနေ boring ဖြစ်လွန်းနေလို့ပဲပြောရမယ်ကျွန်တော်တို့ maybe အရှိမ gaming phone တွေကိုကင်ခဲ့လို့လည်းဖြစ်မှာပေါ့နော်ကျွန်တော်တို့အခုလည်းနှစ်ခုကိုရှင်းပြထားတယ်အရန်ကို clean ဖြစ်နေတာပေါ့နော်ကျွန်တော်တစ်ချက်ကျွန်တော်တို့လူစိတ်ဝင်စားဆုံး camera အကြောင်းဆက်ပြီးတော့တွားချင်တာပေါ့ကင်မရာကြောင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ကဒီကောင်ကကောင်းတယ်မကောင်းဆိုတာတခြားတစ်လုံးနဲ့ရှင်းမယ်ဆိုရင်ပိုပြီးတိတာဖြစ်တဲ့လူကြောင့်မလို့ iPhone 16 Pro Max နဲ့ကျွန်တော်တို့လက်တလုံးမှာပဲဗီဒီယိုရှင်းပြီးတော့ရိုက်နေတယ်ဒီကြားထဲမှာပဲ post တစ်ခုတင်ခဲ့သေးတယ်ဘာတွေဘလို့ feature တွေစမ်းစီခြင်းလဲပေါ့နော်အော် comment လေးမှာတစ်ချက်လောက်မှတ်ငယ်ပေးပါလို့ပြောခဲ့တယ်တကယ်လဲအခုချိန်ဒီ iPodcast တွေ alive ဖြစ်နေတော့မယ်အဲ့မှာတစ်ချက်လောက်မှတ်ငယ်ပေးပါကျွန်တော်တို့တကယ်ကိုရတာနဲ့အသက်ကုန်လေးစမ်းပေးပါမယ်လောလောဆယ် overall ပြောလို့ရတာတော့တကယ်ကို vlog အတွက်တုံးလို့ကောင်းတဲ့ဖုန်းတစ်လုံးပဲကင်မရာအကောင်းဆုံးဖုန်းတော့မဟုတ်ဘူးဒါပေမဲ့ vlog အတွက်တကယ်မိုက်တယ်အဲ့ကြောင့်လဲကျွန်တော်တို့ video လေးတစ်ပုတ်ထပ်ပြီးတော့လာခြင်းပါသေးတယ်vlog ဘယ်လောက်ထိအဆင်ပြေလဲပေါ့နော်ဒါတလုံးကတော့ overall အမှအပြည့်ပြောကြရရှိမနေဘူးဒါပေမဲ့ကျွန်တော်တို့ camera ဆန်းတဲ့ result အရာနည်းနည်းလေး leak လုပ်ရမယ်ဆိုရင်တော့16 Pro Max နဲ့ရှင်းမယ်ဆိုရင်တော်
ကျွန်တော်များတာကောင်းတာနိုင်တယ်ဒါပေမဲ့အဲ့လိုနေ့ပတ်အခြေအနေမှာရိုက်မယ်ဆိုရင်တချို့သောပုံနေမှာက iPhone 16 Pro Max ကိုရှင်မှုနည်းနည်း struggle လုပ်နေရတော့မယ်တကယ်တိုးတက်လာတော့သူရဲ့ filter ပဲ Samsung ရဲ့ filter တွေကအရင်တော့ဘယ်လောက်ထိအဆင်မပြေလဲဆိုတာ Samsung ရဲ့ hardcore fan ဆိုသိရဗျာတိလားသူရဲ့ edited app ထဲမှာတကယ် user တွေကတကယ်ရောသုံးရရလားပေါ့နော်ကျွန်တော်ဆိုရင်တော့မသုံး maybe Samsung နဲ့ရိုက်တယ်ဆိုရင်တော့မှတခြား phone နဲ့မှာဥပမာနဲ့ပြောမယ်ဆို iPhone နဲ့မှာသွားပြီးတော့ edit လုပ်တယ်ဗျာ iPhone နဲ့က dramatic တို့ဘာညာတတ်ကအကောင့်လေးတွေကကျွန်တော်တို့ Facebook ပေါ်တင်မှုတွေလုံလောက်တယ် Samsung ရဲ့ app ကတော့လုံးဝ raw ယူဖြစ်နေ edit ရတာအခုကျတော့ filter တော့ဒီ filter ပဲဒါပေမဲ့အရင်တော့ရိုက်ထားတဲ့ပုံတွေကိုကျွန်တော်တို့ custom filter အနေနဲ့ဒီကောင်မှာပြန်ပြီးသုံးလို့ရတယ်အဲ့ကောင်ကဘယ်လောက်ထိမိုက်လဲဆိုတော့ကျွန်တော်ထင်တာအထက်ကိုအယောင်ကပို့ပြီးတော့မိုင်းတာဆိုလဲပို့မိုင်းသွားရဗျာဒီလားတကယ်သဘောကျဖို့ကောင်းတယ်ရက်40တွင်ကလစ်ရင်လည်းနောက်တစ်ချက်ဘာသွားတွေ့လဲဆိုတော့သူ camera setting တွေက intelligent optimization နဲ့ဝင်ပြီးတော့ sync optimizer ကိုဖွင့်ထားမယ်ဆိုရင်ပို့ပြီးတော့ bright ဖြစ်မယ်ပို့ပြီးတော့ vivid ဖြစ်တဲ့ color မျိုးတွေရတယ်ဗီဒီယိုရိုက်ရင်လည်းလုံးမကို pro မှာပဲမဟုတ်ပဲနဲ့တကယ်ရိုးရိုး video မှာပဲရိုက်လို့ရတယ်ရိုးနဲ့ရိုက်လို့ရတော့ကျွန်တော် pro တဲ့တကူတကဝင်ကြမလို့တော့ဘူးဒါပေမဲ့အဲ့ဒီ log က flat ဖြစ်မယ်နည်းနည်းလေး gray ဖြစ်မဲ့အတွက်ကြောင့်မလို့ color ပြန်ချိန်တက်ရင်တော့ပို့ပြီးတော့အဆင်ပြေမှာပေါ့ပုံတွေပါရိုက်လို့ကျွန်တော်တို့အထောက်အကူဖြစ်စေချင်တယ် gradient လေးထည့်ချင်တယ်ဆိုရင်လည်းတခြားအရင်လုံးက Samsung ဖုန်းတွေထည့်အဲ့လိုမြင်ရတဲ့ပုံစံလေးကမိုက်တယ်ဗျာဒီလားတကယ်ကို software ဘက်မှာသူတို့တေချာကို view set ထားလို့ပြောလို့ရတယ် One UI 7 တကယ်အပိုလိုမရှိတဲ့ကောင်မျိုးပဲ icon တွေကတော့ personally ကျွန်တော်လုံးဝသဘောမကျတဲ့အထဲမှာပါတယ်အရင် One UI 6 ထဲရပဲဒါပေမဲ့ Android ဖြစ်တယ်ကျွန်တော်တို့လိုclick လို့ရတယ်ဆိုတော့အဲ့မှာ theme change ချင်တဲ့သူတွေကလည်း change နိုင်လို့ရတယ်တကယ်ကို click ချင်တပါဆိုရင် color down ပြီးတော့ home screen ကိုကြိုက်လို့ customization လုပ်ကျွန်တော်ကတော့အခု recent app လေးကိုလုပ်ထားတာတော်တော်ကြီး clean ဖြစ်တယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ဒီဖုန်းကြီးမှာကျွန်တော်တို့ကအပေါ်ကတစ်ခုခုဆွဲချဖို့ဆိုရင်ဟိုးပေါ်ကနေတွားပြီးဆွဲကြမလိုတော့ဘူးဗျာတိလားအောက်နားလေးကပဲဆွဲလို့ရတယ်အဲ့ဒါအောက်လုံးဝချလို့မရတဲ့ setting app ထဲမှာဆိုရင်လည်းသူကတဝက်လောက်ထိစင်းပေးထားတာပေါ့နော်ဆိုတော့ search ကိုတန်းပြီးနှိပ်လို့ရတယ် camera app မှာတော့နည်းနည်းလေး confuse ဖြစ်စရာတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့ setting ဘာညာကိုအရင်တော့အပေါ်ထိတွားကြမလိုတော့ဘူး camera ရဲ့အောက်နားလေးကပဲတွားလို့ရတယ်ဒါပေမဲ့ဟိုးပေါ်မှာလည်းအဲ့လိုမျိုး option တွေပေးထားသေးတယ်ပေါ့နော်ဆိုတော့အောက်ကနေတွားလို့ရတဲ့အရာတခုပုံမှန်ပေးထားတော့ကျွန်တော်နည်းနည်းလေးမျက်စိနောက်တယ်တော့ခံစားရတယ်သူတို့မိတ်ဆက်တဲ့အချိန်တော့အရန်ကို hype နေကြတဲ့ဒီ feature ကတော့ကျွန်တော်အခုချိန်ထိအသုံးမဝင်သေးဘူးပေါ့နော် permission တွေမရှိလို့ဒါကတော့ငါလုံနိုင်တဲ့အပိုင်းတော့မဟုတ်ဘူးလို့ဆိုတော့အဲ့ကောင်လေးကတော့ကျွန်တော်တော့အဆင်မပြေသေးပါဘူးဒါပေမဲ့လည်းရှိတဲ့ second to search တို့ chat assist တို့အဲ့တော့ဓာတ်ပုံရိုက်ပြီးရင်လည်းအနောက်ကကောင်လေးကိုဖျောက်လို့ရတာဘာညာအဲ့ကောင်လေးကအရင်တော့ဆိုရင်ဘာမှမဟုတ်ဘူးဗျာဒါပေမဲ့အခုချိန်မှာတကယ်ကို Samsung ကအနေထားတစ်ခုရှိနေပြီဘယ် brand ကမှသူ့ကိုရှင်းလို့မရဘူး maybe အခြေလေးနည်းနည်းတော့ပေးရအောင်မယ်ထင်တယ်ပေါ့နော်ပြ software မှာ iPhone တွေလို Dynamic Island ကိုဒီဘက် down လေးမှာရနေပြီ Dynamic Island ပုံစံလေးဖြစ်တယ်ဒါပေမဲ့ Dynamic Island လောက်တော့ကျွန်တော်သုံးရတာတိတ်တော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့သူတို့ရဲ့ noun brief လို့နေရာမျိုးမှာ Dynamic Island ပုံစံလေးထားပြီးတာတော့လုံးဝမိုက်တယ်ဆိုတော့ဒီဗီဒီယိုကရက်ပေါင်း40ကျော်ကြာ review ဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်ဗီဒီယိုတွေနဲ့တော့ကွဲကောင်းကွဲထွက်ပါလိမ့်မယ်ဒီဟာကိုသဘောကျတဲ့သူတွေကလည်းအများကြီးရှိမယ်လို့လည်းယုံနေပေါ့နော်ကျွန်တော်တခြား fingerprint ဘာညာတော့ထည့်မပြောတော့ဘူးဘာမှလည်းထည့်ပြောကြမလို့ဒီဇိုင်းကလည်းဘာမှထည့်ပြောကြမလို့တော့ဘူးဆိုတော့ကျွန်တော်ညီကုန်းလေးပဲချုပ်ကြမယ်ပေါ့နော်ညီကုန်းချုပ်ရင်တော့ကျွန်တော်တနာတယ်လို့ပဲပြောရမှာလားဒါမှမဟုတ်အကြံပဲပေးရမှာလားပေါ့နော် S24 user တွေS24 Ultra ပေါ့နော်ဒီကြဆိုရင်သူတို့က One UI 7 ရပြီဆိုရင် S25 Ultra လို့ကန်ရမှာ S24 ဘယ်လောက်ကွာလဲပဲပြောအခုချိန်မှာကွာခြားနေတာက AI ရဲ့ software ရဲ့ပဲ AI ကလည်းတနည်း software တွေမှာပါနေတော့မယ်ဆိုတော့ဒီ One UI 7 ပေးလိုက်မယ်ဆိုရင် S24 Ultra ACC ပဲပြတည်လားဒါပေမဲ့တစ်ဖက်ကပြန်စဉ်းစားကြည့်လိုက်တော့ဒီအချိန်ကြီးမှာသာ S24 Ultra ကို One UI 7 ပေးချလိုက်မယ်ဆိုရင်ဒီ S25 Ultra တွေကရောင်းလို့ရောရပါတော့မလားပေါ့နော်ဟိုကောင်မှာအများကြီးဈေးသက်သာနေပြီ One UI 7 ready မဖြစ်ဘူးလို့တော့ညင်းကောင်းညင်းနေတာရှိတယ်ဒါပေမဲ့နောက်ဆုံးထွက်ထားတဲ့ Samsung Galaxy A56 ဆိုရင် One UI 7 နဲ့လာတာပဲပေါ့နော်ဘာလို့မရမှာလဲဒါကတော့ကျွန်တော်တယောက်တည်းအမြင်ပါပဲလက်တလောကတော့ရက်ပေါင်း40ကျော်ကြာ S25 Ultra နဲ့ကတော့တကယ်ကိုဖြတ်တန်းလို့ကောင်းခဲ့ပါတယ်ကျွန်တော်ကြုံဖြစ်ပါတယ်အားလုံးဟုတ်ပါ